Hello မင်္ဂလာပါရှင်ဒီနေ့အရင်ပြောထားတဲ့အတိုင်းပဲကလေးငယ်လေးတွေ teacher လေးတွေအတွက် English ကိုအတန်ထွက်ပုံထွက်နည်းလေးတွေသင်ပေးပါမယ်ရှင်တသားကိုတော့အကူအညီတစ်ခုအနေနဲ့ခေါ်ထားပါတယ်ဒါပေမဲ့တသားမျက်နှာလေးကိုတော့အခြေကွာကာထားပါရစေ Okay Okay car C A R car ရတာနည်းနည်းထည့်နော် boatလေ boat pink ခါတန်ထည့်မယ် purple ခရမ်းရောင် purple L တန်လေးထည့်မယ် orange တိုင် girl ပြောပါအောင် girl အတန်ထွက်ပဲပြောရတယ်နော် doll L တန်ထည့်မယ် ball ဘောလုံး ball အလ်တန်ထည့်မယ်တားရတယ်စလုံးပေါင်း spelling မပါလဲရတယ်စလုံးပေါင်းကို spelling လို့ခေါ်တယ်နော် train အမ်တန်လေးထည့်မယ် game အမ်တန်လေးထည့်မယ် computer ရတန်လေးထည့်မယ် get dog ကားငယ်တန်ထည့်မယ် dog နော်အဲ့လိုမျိုးလေးထည့်မယ် small သေးတယ် big ကြီးတယ် big ကားတန်လေးထည့်မယ်နော်နောက်တစ်ခုကအိမ်မှာတို့တွေ CAT cat အဲ့လိုမပြောနဲ့ cat တီတန်လေးထည့်ပြောပေးအောက်ထုတ် hat တီတန်ထည့်မယ်တို့ဖြာလေးတွေတို့ welcome လုပ်တဲ့အခင်းလေးတွေလေ mat အဲ့လိုမပြောနဲ့ mat တီတန်ထည့်မယ် mat bun က fan ရက်တောင်လည်းပြောလို့ရတယ်တို့ဘာလဲပန်ကလည်းပြောလို့ရနော် fun အန်တန်ထဲမဲ့ man လို့မပြောရဘူး man woman အဲ့လိုမျိုးအန်တန်လေးထည့်ပါမယ်နောက်ထပ်အပိုင်းလေးနဲ့လာပါအောင်မယ်ရှင်ကျေးဇူးတင်ပါတယ်တားငယ်လေး baby thank you so much ပါ